အမေရိကန်နဲ့အစ္စရေးကအီရန်ကိုစစ်လျှအားအတူတူပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်။အကြောင်းပြချက်ကတော့အီရန်ကနျူကလ িয়ার စွမ်းရည်ကိုပိုင်ဆိုင်တော့မယ်ဆိုတဲ့အချက်ပါပဲ။အီရန်ကနျူကလ িয়ার လက်နက်ကိုထုတ်လုပ်နိုင်သွားမယ်ဆိုရင်အရှိအလဲပိုင်းတစ်ခုလုံးသာမကတကမ္ဘာလုံးမှာရှင်သန်ရည်တည်ရေးချင်းချုပ်မှုတွေနဲ့ကြုံတွေ့ထားမယ်လို့တောင်သူတို့ကကြုံဝါဟဲကြပါသေးတယ်။ဒါပေမဲ့တကယ်အရှိတရားကတော့အမေရိကန်ဟာကမ္ဘာပေါ်မှာစစ်ပွဲအတွင်းနျူကလ িয়ার လက်နက်ကိုအသုံးပြုခဲ့မှုတဲ့တခုတည်းသောနိုင်ငံဖြစ်နေတာပါ။အစ္စရေးကကြတော့နျူကလ িয়ার လက်နက်တွေကိုတိတ်တဆိတ်ထုတ်လုပ်ထားပြီးဘယ်တော့မှဝန်မခံတဲ့နိုင်ငံမျိုးဖြစ်နေပြန်တယ်။အမှန်တိုင်းပြောရရင်တော့ကမ္ဘာကြီးဟာတကယ်လို့နျူကလ িয়ার စစ်ပွဲအန္တရာယ်နဲ့ရင်ဆိုင်ရပြီဆိုရင်အဓိကတာဝန်ရှိတဲ့သူတွေဟာအမေရိကန်နဲ့အစ္စရေးပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကိုယ်တိုင်ကပဲအီရန်ကိုနျူကလ িয়ার လက်နက်ထုတ်လုပ်တယ်ဆိုပြီးအကြောင်းပြအပြစ်တင်တာဘာအကြောင်းမှမရှိပဲစစ်ပွဲကိုစော်ပေးနေကြပြီးတကမ္ဘာလုံးကိုမငြိမ်မသက်ဖြစ်အောင်လုပ်နေကြတာပါ။ဒီနေ့မှာတော့အစ္စရေးကဘာဖြစ်လို့နျူကလ িয়ার လက်နက်ရှိတာကိုတနက်နဲ့ထောက်ရင်တော့ဝန်မခံရတာလဲပြီးတော့နျူကလ িয়ার လက်နက်တွေကိုဘလို့မျိုးတိတ်တဆိတ်ထုတ်လုပ်ခဲ့တာလဲဆိုတာကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာတင်ပြပေးသွားမှာဖြစ်ပါတယ်။အရှိအလဲပိုင်းရဲ့နိုင်ငံရေးစစ်ပွဲတွေနဲ့တန်တမန်ရေးအားပြိုင်မှုတွေထဲမှာအီရန်ရဲ့နျူကလ িয়ার ပြဿနာဟာအမြဲတမ်းအဓိကဆွေးနွေးစရာအချက်ဖြစ်နေခဲ့တယ်။ဒီကိစ္စမှာအတန်ကျဲဆုံးနဲ့အသက်ကြွဆုံးကန့်ကွက်နေတာကတော့အစ္စရေးပါပဲ။ဒါပေမဲ့အစ္စရေးကိုယ်တိုင်ကတော့နိုင်ငံတကာနိုင်ငံရေးစီးမြင်အားလုံးကိုလုံးဝလစ်လျူရှုထားပြီးကုလသမဂ္ဂနဲ့စည်ရင်းစရာတွေမှာတော့နမဲစရင်အသွေးမခံပါဘူး။နိုင်ငံအသီးသီးကနျူကလ িয়ার နည်းပညာကိုငင်းချမ်းစွာအတောင်းပြုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လက်နက်တို့တွေတိတ်တဆိတ်မထုတ်နိုင်အောင်အပြည်ပြည်ဆိုင်ရာအနူမြူစွာရေး agency ကအမြဲတမ်းစောင့်ကြည့်စစ်ဆေးနေတာပါ။အဲ့ဒီ agency ကကျွမ်းကျင်သူတွေဟာနျူကလ িয়ার စစ်ရုံတွေတဲ့အထိတိုက်ရိုက်ဝင်ရောက်ပြီးနိုင်ငံတွေကယူရေနီယမ်တန့်ရှင်းမှုတွေလုပ်နေသလားဆိုတာကိုစစ်ဆေးပါတယ်။တန့်ရှင်းတဲ့ပမာဏကဘယ်လောက်ရှိလဲကြီးညာထားတဲ့အချက်လက်တွေနဲ့ကိုက်ညီမှုရှိရလားဆိုတာကိုလည်းစစ်ဆေးသလိုနျူကလ িয়ার စစ်ရုံအများပြားမှာ agency ရဲ့တီးတန်းစောင့်ကြည့်ရေးကိရိယာတွေကိုလည်းတက်ဆင်ထားပါတယ်။တချို့စက်ကိရိယာတွေကိုဆိုရင်အထူးတရှိတ်ခတ်နှိပ်ထားပြီးဘယ်သူမှဆိုခွင့်ပြုမရှိဘဲဖွင့်ကြည့်တာဒါမှမဟုတ်ပြောင်းလဲတာလုပ်လိုက်တာနဲ့ချက်ချင်းတည်နိုင်ပါတယ်။ဒါအပြင်ဂျူးထုပုံရိပ်တွေကနေစောင့်ကြည့်တာလီထူးနဲ့မြေစီလွှာနမူနာတွေကိုကောက်ယူတာတွေကြောင့်မြေအောက်ကနျူကလ িয়ার လှုပ်ရှားမှုတွေကိုလုံးဝဖုံးကွယ်ထားလို့မရပါဘူး။ဒါပေမဲ့ IAEA agency မှာအားနည်းချက်တစ်ခုရှိနေတာကတော့သူတို့ဟာနိုင်ငံတိုင်းကိုစိတ်ကြိုက်စောင့်ကြည့်လို့မရပဲနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်တွေကိုဝင်ထားတဲ့နိုင်ငံပေါင်း190တဲ့နိုင်ငံကိုပဲစောင့်ကြည့်လို့ရတာပါ။ဒီစာချုပ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်တွေထပ်ပြီးမပြန့်ပွားအောင်တားဆီးဖို့ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ဒီစာချုပ်တွေကိုဝင်ထားတဲ့နိုင်ငံပေါင်း190တဲ့နိုင်ငံရှိပါတယ်။ဒါပေမဲ့တိထားရမှာကဒီကမ္ဘာလုံးကအထိမှတ်ထွားတဲ့နျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံ9နိုင်ငံထဲမှာ9နိုင်ငံပဲဒီစာချုပ်ကိုလက်မှတ်ထိုးထားတာပါ။ NPT စာချုပ်ကို1968ခုနှစ်မှာလက်မှတ်ထိုးခဲ့တာဖြစ်လို့1969ခုနှစ်မတိုင်ခင်ကတည်းကနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်ခဲ့တဲ့နိုင်ငံတွေကိုပဲနျူကလ িয়ার နိုင်ငံတွေအထိစာချုပ်ကအတိအမှတ်ပြုထားပါတယ်။အဲ့ဒီတရားဝင်နျူကလ িয়ার နိုင်ငံ9နိုင်ငံကတော့အမေရိကန်၊ရုရှား၊တရုတ်၊ပြင်သစ်နဲ့ဗြိတိန်တို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယ၊ပါကစ္စတန်၊မြောက်ကိုရီးယားနဲ့အစ္စရေးဆိုတဲ့အဓိကနိုင်ငံ၄နိုင်ငံကတော့ဒီစာချုပ်ရဲ့အတင်းပံမှတ်ပဲအမြဲတမ်းရှိနေခဲ့ပါတယ်။မြောက်ကိုရီးယားကတော့အစပိုင်းမှာစာချုပ်ထဲပါခဲ့ပေမဲ့2003ခုနှစ်မှာနှုတ်ထွက်သွားပြီးနျူကလ িয়ার စမ်းသပ်မှုတွေကိုပေါ်တင်လှုပ်ဆောင်လာခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကတော့စာချုပ်ကိုဘယ်တော့မှလက်မှတ်မထိုးခဲ့ပေမဲ့သူတို့မှာနျူကလ িয়ার လက်နက်ရှိနေတာကိုတော့တကမ္ဘာလုံးကသိပြီးသားပါ။အစ္စရေးကတော့စာချုပ်လဲလက်မှတ်မထိုးသလိုနျူကလ িয়ার လက်နက်ရှိတာကိုလည်းတနက်နဲ့ထောက်ရင်တောင်ဝန်မခံတဲ့တခုသေးသောနိုင်ငံဖြစ်ပါတယ်။ဘသူကပဲဖြစ်ဖြစ်အစ္စရေးကိုနျူကလ িয়ার လက်နက်ရှိသလားလို့ရှေ့တင်မေးရင်သူတို့ကဘယ်တော့မှရှင်းရှင်းလင်းလင်းဖြေမှာမဟုတ်ပါဘူး။ဒါကိုပဲအစ္စရေးရဲ့နျူကလ িয়ার ဝေဝါဝါမူဝါဒလို့ခေါ်တာပါ။ပြောရရင်တော့နျူကလ িয়ার ရှိလေလို့လည်းဝန်မခံတယ်လို့မရှိဘူးလို့လည်းညင်းမထားတဲ့သဘောပါပဲ။ဒါဟာနျူကလ িয়ার နယ်ပယ်မှာတော့ကောက်ကျစ်စင်လက်ရဲ့နီလန်းတစ်ခုပါပဲ။ဒီနီလန်းကိုသူတို့ကကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနေတာဆယ်စုပေါင်းများစွာကြာနေပြီဖြစ်ပြီးအစ္စရေးဟာနျူကလ িয়ার နိုင်ငံအဖြစ်အားလုံးကသိနေကြပေမဲ့တရားဝင်အထောက်ထားကတော့ဘယ်တော့မှထပ်မလာပါဘူး။ဒီလိုဝေဝါးဝါလုံနေရတဲ့အကြောင်းရင်းတွေကိုလည်းအစ္စရေးကအများကြီးပြထားပါသေးတယ်။ပထမအချက်ကတော့နိုင်ငံတကာရဲ့ဖိအားတွေကိုရှောင်ကျဉ်တာကြောင့်ဖြစ်ပြီးတရားဝင်ဝန်ခံလိုက်တာနဲ့နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေကိုရင်ဆိုင်ရနိုင်လို့ပါ။ဒုတိယအချက်ကတော့စစ်ရေးဗျူဟာရအသာစီးရခြင်းတာဖြစ်ပြီးရန်သူတွေကမိမိရဲ့နျူကလ িয়ার အင်အားကိုမခန့်မှန်းနိုင်ပဲအမြဲတမ်းကြောက်လန့်နေရလို့လွတ်ထားတာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့အရှိအလဲပိုင်းမှာလက်နက်ပြိုင်ဆိုင်မှုတွေကိုထိန်းချုပ်ဖို့လို့သူတို့ကဆိုကြတယ်
သူတို့သာနျူကလ িয়ার ရှိတာကိုပေါ်တင်ဖြိုးလိုက်ရင်တခြားအာရပ်နိုင်ငံတွေကလည်းနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ပြိုင်ဆိုင်လာကြလိမ့်မယ်လို့အကြောင်းပြပါတယ်။ အစ္စရေးရဲ့နျူကလ িয়ার စီမံကိန်းဟာလွန်ခဲ့တဲ့1950ပြည့်နှစ်တွေအလယ်လောက်မှာတရားဝင်စတင်ခဲ့တာပါ။အထူးသဖြင့်1956ခုနှစ်စူးအက်ဒူးမြောင်းအကျပ်တဲ့ထိပြီးနောက်မှာတော့ဒီစီမံကိန်းကိုအရှင်းအဟုန်မြင့်လှုပ်ဆောင်ခဲ့ပါတယ်။အဲဒီအချိန်တုန်းကအစ္စရေးဟာတာမန်စစ်အင်အားနဲ့တင်ဘေးပတ်ပတ်လေကအော်ရက်နိုင်ငံတွေကြားထဲမှာရက်တီဖို့ဆိုတာမိုးပေါ်တက်တလို့ခက်ခဲလိမ့်မယ်ဆိုတာကိုသဘောပေါက်သွားခဲ့တယ်။ဒါကြောင့်သူတို့ရဲ့ရှန်တန်ရက်ဒီရေးနဲ့လုံခြုံရေးအတွက်အဆုံးစွန်သောလက်နက်တစ်ခုကိုအပူရပြန်ဖန်တီးခြင်းခဲ့ကြတာပါ။အစ္စရေးနျူကလ িয়ার စီမံကိန်းရဲ့အဓိကအချက်အချာကတော့ဒီမိုနာနျူကလ িয়ার စက်ရုံပဲဖြစ်ပါတယ်။1960ပြည့်နှစ်မှာဒီစက်ရုံကိုတရားဝင်စတင်တည်ဆောက်ခဲ့ပြီး1960ပြည့်နှစ်အစပိုင်းမှာပဲစတင်အသုံးပြုနိုင်ခဲ့ပါတယ်။ဒီစက်ရုံရဲ့လွှဲဆက်ချက်ကိုတော့အစွန်းကုန်ထိမ့်သိမ်းထားခဲ့တာပါ။အစပိုင်းမှာနိုင်ငံတကာအတိုင်းဝိုင်းကဒါဟာတာမန်အထည်ချုပ်စက်ရုံတစ်ခုပဲလို့တော့မှားယွင်းယုံကြည်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာဂျိုဒူပုံရိပ်တွေနဲ့ထောက်လိုင်းရေးသတင်းတွေရလာတော့မှပဲအမှန်တရားကပေါ်လာခဲ့တာပါ။ဒါဟာတကယ့်ကိုနျူကလ িয়ার ထပ်ပေါင်းဖို့ကြီးတစ်ခုဖြစ်နေတာပဲ။အစ္စရေးရဲ့နျူကလ িয়ার စီမံကိန်းအောင်မြင်ဖို့အတွက်ပြင်သစ်နိုင်ငံမှာအများကြီးကူညီပေးခဲ့ပါတယ်။ပြင်သစ်ဟာနျူကလ িয়ার ထပ်ပေါင်းဖို့တိစောက်တဲ့နေရာမှာဓာတ်ရိုက်ကူညီပေးခဲ့ရုံနဲ့မကပဲအဓိကလိုအပ်တဲ့နည်းပညာစက်ကိရိယာတွေဒီဇိုင်းပုံစံတွေနဲ့ကျွမ်းကျင်တဲ့သိပ္ပံပညာရှင်တွေကိုပါပံ့ပိုးပေးခဲ့တာပါ။ပြင်သစ်ရဲ့အကူအညီသာမပါရင်အစ္စရေးဟာဒီလောက်မြန်မြန်ဆန်းဆန်းနျူကလ িয়ার စွမ်းရည်ကိုပိုင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့လေ့လာသူအများပြားကယူဆကြပါတယ်။အမေရိကန်ကကြတော့ဘလို့လဲ။သူတို့ကတော့ဗဇက်ကနေအစ္စရေးရဲ့နျူကလ িয়ার စီမံကိန်းကိုဘာမှမသိပါဘူးလို့ပြောနေပေမဲ့တကယ်တမ်းနောက်ကွယ်မှာတော့သူတေသနာနဲ့နည်းပညာဆိုင်ရာအကူအညီတွေကိုတိတ်တဆိတ်ပေးခဲ့တာပါ။ဒါအပြင်ဂျာမနီကလည်းအစ္စရေးကိုအကူအညီတွေအများကြီးပေးခဲ့ပါတယ်။ဂျာမနီသိပ္ပံပညာရှင်တွေနဲ့နည်းပညာရှင်တွေအများပြားဟာအစ္စရေးရဲ့နျူကလ িয়ার စီမံကိန်းမှာဓာတ်ရိုက်ပါဝင်ခဲ့ကြတယ်လို့တောင်ပြောကြပါတယ်။ဂျာမနီဟာဒုတိယကမ္ဘာစစ်တုန်းကဂျူးလူမျိုးတွေကိုနှိပ်စက်ခဲ့တဲ့အတွက်စစ်လျော်ကြီးအနေနဲ့အစ္စရေးကိုစီးပွားရေးအရအကြီးအကျယ်ထောက်ပံ့ပေးခဲ့ပါတယ်။ဒါတွေမကသေးဘူးဂျာမနီဟာနျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့ရေငုပ်သင်္ဘောတွေကိုပါအစ္စရေးကိုပေးခဲ့ပါသေးတယ်။ပြင်သစ်အမေရိကန်ဂျာမနီ၃နိုင်ငံအပြင်ဗြိတိန်နဲ့နော်ဝေအပလာဝဲတခြားအနောက်နိုင်ငံတွေကလည်းအစ္စရေးကိုသူတေသနာနဲ့သိပ္ပံဆိုင်ရာအကူအညီတွေပေးခဲ့ကြတယ်လို့ယူဆရပါတယ်။နော်ဝေကတော့အစ္စရေးကိုနျူကလ িয়ার ဓာတ်ပေါင်းဖို့အတွက်အဓိကလိုအပ်တဲ့ heavy water တွေကိုပံ့ပိုးပေးခဲ့တာပါ။ကမ္ဘာလုံးဆိုင်ရာသူတေသနာအဖက်အစည်းတွေနဲ့လီလာသူတွေရဲ့ခံမှန်းချက်အရအစ္စရေးလက်ထက်မှာနျူကလ িয়ার ထိပ်ဖူးပေါင်း80ကနေ200ကြားရှိနေပါတယ်။ဒီနျူကလ িয়ার လက်နက်တွေကိုကုန်းမီအခြေစိုက်ဒုံးကျည်တွေရေငုပ်သင်္ဘောကနေပစ်လွတ်တဲ့ဒုံးကျည်တွေနဲ့တိုက်လေယာဉ်တွေကနေတဆင့်နီးမျိုးစုံနဲ့ပစ်လွတ်နိုင်ပါတယ်။ဒီလိုပစ်လွတ်နိုင်တဲ့နီလန်3မျိုးစုံတာကို nuclear triad လို့ခေါ်ကြပြီးဒါဟာနိုင်ငံတစ်ခုရဲ့ nuclear တိုက်ခိုက်နိုင်စွမ်းကိုပိုပြီးကြောက်စရာကောင်းအောင်လုပ်ပေးတာပါ။ Israel မှာအရန်ကိုရန်လို့တဲ့ nuclear လုံခြုံရေးစီမံတစ်ခုလည်းရှိပါတယ်။ရန်သူက nuclear နည်းပညာကိုစတင်ထုတ်လုပ်ဖို့ကြိုးစားနေပြီလို့ယူဆလိုက်ကနေတစ်ဖက်လူမတိုက်ခင်အရင်ဥအောင်သွားတိုက်တာကိုတရားဝင်လုပ်ရဖြစ်သူတို့ကသတ်မှတ်ထားတာပါ။ဒါကြောင့်လဲအစ္စရေးဟာ90ပြည့်နှစ်တွေကတည်းကအီရန်ကိုတိုက်ခိုက်ဖို့အကြောင်းပြချက်အမျိုးမျိုးရှာခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတော့နှစ်ပေါင်း30လောက်စီစဉ်ခဲ့ပြီးတဲ့နောက်2025ခုနှစ်ဇွန်လမှာအစ္စရေးဟာအမေရိကန်ကိုအသုံးချပြီးအီရန်နဲ့နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်2026ခုနှစ်ဖေဖော်ဝါရီလမှာတော့အီရန်ဟာနျူကလ িয়ার စွမ်းရည်ကိုပိုင်ဆိုင်တော့မယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမေရိကန်နဲ့ပူးပေါင်းပြီးအီရန်ကိုတရားဝင်စစ်ကြေညာတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကတကယ်ပဲအီရန်နျူကလ িয়ার လက်နက်ထုတ်မှာကိုတားဆီးခြင်းလိုပဲတိုက်ခဲ့သလား။အဖြေကတော့မဟုတ်ဘူးဆိုတာရှင်းနေပါတယ်။1990ခုနှစ်မှာအစ္စရေးကအီရတ်ရဲ့ OC-RED နျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုလေကြောင်းကနေဘုံကျဲခဲ့တယ်။2009ခုနှစ်မှာလည်းဆီးရီးယားရဲ့ El-Kibar နျူကလ িয়ার စက်ရုံကိုဘုံကျဲခဲ့ပါတယ်။ဒါတွေဟာသူတို့ရဲ့ရှင်သန်ရက်ဒီဖို့အတွက်လောက်ရတဲ့ဗျူဟာမြောက်လုပ်ရက်တွေလို့သူတို့ကဆိုပါတယ်။ဒါပေမဲ့ဝေဖန်သူတွေရဲ့အမြင်မှာတော့တခြားနိုင်ငံတွေသာဒီလိုမျိုးလုပ်ခဲ့ရင်ကျူးကျော်မှုလို့သတ်မှတ်ခံရမှာဖြစ်ပေမဲ့အစ္စရေးလုပ်တဲ့အခါကျတော့မှမိမိကိုယ်ကိုခုခံကာကွယ်မှုအဖြစ်ပုံဖြတ်ခံလိုက်ရပါတယ်။1980ပြည့်နှစ်တွေမှာတော့အစ္စရေးဟာအိန္ဒိယနဲ့ပူးပေါင်းပြီးပါကစ္စတန်ရဲ့ကာဟူတာနျူကလ িয়ার စက်ရုံကိုတိုက်ခိုက်ဖို့ကြံစည်ခဲ့မှုပါသေးတယ်။အဲ့ဒီတုန်းကလည်းကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်ပါပဲ။ဒါပေမဲ့အဲ့ဒီအချိန်မှာပါကစ္စတန်ကကာဟူတာစက်ရုံတာတိုက်ခိုက်ခံရရင်မဖြစ်မနေပြန်လဲတုံ့ပြန်မယ်လို့ပြင်းပြင်းထန်ထန်သတိပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့အစ္စရေးကအစီအစဉ်တွေအသေးစိတ်ဆွဲထားခဲ့ပေမဲ့ပါကစ္စတန်ကိုတော့မတိုက်ရဲခဲ့ပါဘူး။
အမှန်တိုင်းပြောရရင်ဒါဟာလုံးဝအုပ်စုံကိုနှစ်ခွဆန်နှုံးနဲ့ကစားနေတဲ့ game တစ်ခုပါပဲ။ Israel ဟာတစ်ဖက်မှာမိမိရဲ့ nuclear လက်နက်ချီတာကိုလုံးဝထုတ်မပြောဘဲတခြားနိုင်ငံတွေရဲ့ nuclear ဖွံ့ဖြိုးမှုကိုတော့လက်ညှိုးထိုးဝေဖန်နေပြီးစစ်အင်အားတုံးတိုက်ခိုက်ဖို့အထီတောင်လုပ်နေတာပါ။လုံခြုံရေးချင်းမြောက်မှုဆိုတာဟာအချိန်မရွေးထုတ်သုံးမှုရတဲ့အကြောင်းပြချက်သက်သက်ပါပဲ။ပြဿနာကဘသူက nuclear ပိုင်ဆိုင်တယ်လဲဆိုတာမဟုတ်ဘဲစီးမြင့်တွေကမျှတမှုရှိရဲ့လားဆိုတာပဲဖြစ်ပါတယ်။တကယ်လို့အင်အားကြီးတဲ့သူကစီးမြင့်တွေကိုလစ်လူရှူပြီးစိတ်ကြိုက်လုံနိုင်နေပြီးအင်အားနေတဲ့သူကပဲတင်းကျပ်တဲ့စီးမြင့်တွေအောက်မှာနေနေရမယ်ဆိုရင်နိုင်ငံတကာစီးစနစ်ဆိုတာစက်ကူစုပ်တာတာပဲဖြစ်သွားပါလိမ့်မယ်။ဒီလိုသာဆက်သွားနေမယ်ဆိုရင်အရှိအလဲပိုင်းရဲ့တည်ငြိမ်မှုတင်မကပဲတကဘာလုံးကမျှတမှုနဲ့တရားမျှတမှုအပေါ်ထားရှိရဲ့နောက်ဆုံးယုံကြည်ချက်ပါပျက်စီးသွားပါလိမ့်မယ်။